British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကလေးပြန်လည်ကြိုဆိုလိုက်ပါရှင် British Today Cloud တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့တနိုင်ငံလုံးအအော် channel ကောက်တဲ့အဆိုတော်မနော်ရဲ့သတင်းတွေပဲဖြစ်ပါတယ်မင်္ဂလာပါ British Today မြန်မာပြည်တွင်းရှိနယ်မြို့များမှာဒီမြို့ပြကြီးများထိ British အခိုင်အမာရရှိထားတဲ့အဆိုတော်မနော်ဟာခေတ်ပေါ်တေးဂီတလောကတွင်မြန်မာရိုးရာရင်ကျမှုနဲ့ပျော်ရွှင်စရာသေးသွားများကိုပေါင်းစပ်တင်ဆက်နိုင်တဲ့ထူးခြားတဲ့အနုပညာရှင်တို့ဖြစ်ပါတယ်သူရဲ့အနုပညာခီးလန်းတွေအဆောက်ပိုင်းတွေခက်ခဲကြက်တိုက်ခဲ့တော့လည်းပဲစိတ်မလျှော့သောဇွဲလုံးတွေကြောင့်အောင်မြင်မှုပန်းတိုင်ကိုရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်အထူးသဖြင့်ဘိုးအောင်တင်ဆိုတဲ့လူသိများတဲ့တခြင်းဖြင့်ပရိသတ်တွေရဲ့ရင်ထဲကိုအရှိန်ဟုန်ပြစတင်ဝင်ရောက်လာခဲ့တဲ့ဖြစ်ပါတယ်မနောရဲ့တခြင်းများစုဟာမြန်မာလူမျိုးတွေရဲ့တလေစရိုက်ဗုဒ္ဓဘာသာဆိုင်အဆုံးအမများနဲ့လူနေမှုဘဝအစမပြေမှုများကိုဟာတနောကအကောင်းမြတ်ဝါဒဖြင့်ရေးဖွက်ထားလေရှိပြီးသူရဲ့တခြင်းဆိုဟန်မှာလည်းပွင့်လင်းရိုးသားကဆွဆောင်မှုရှိလာတာဖြစ်ပါတယ်သူဟာအဆိုတော်သူဖြစ်ရုံတမကကိုရိုင်းရေးတခြင်းရေးစားတဲ့သူလည်းဖြစ်ပါတယ်သူရဲ့ခန်းစားချက်များကိုတခြင်းကနေတစင်ပရိသတ်တွေထက်ကိုတိုက်ရိုက်ကူးဆက်သွားစေနိုင်ခဲ့တဲ့ဖြစ်ပါတယ်မနောဟာအောင်မြင်မှုတွေရရှိလာတဲ့အချိန်မှာလည်းမိမိရဲ့မူလရိုးသားမှုကိုထိတ်သိမ်းထားနိုင်ပြီးပရဟိတလုပ်ငန်းများကိုလည်းတက်ကြွစွာပါဝင်ဆောင်ရွက်တတ်တာကြောင့်ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုကိုပုံမရရှိထားခဲ့တဲ့ဖြစ်ပါတယ်အဆိုတော်မနောကအဆိုတော်ဘွားကိုအပြည့်တန်ဆွန့်လွတ်လိုက်ရတဲ့အကြောင်းရင်းကတော့သူကိုယ်တိုင်ပြောပြချက်အရာကအဓိကအဖြစ်ဘာသာရေးနဲ့ငြိမ်းချမ်းမှုကိုပိုပြီးတန်ဖိုးထားလာတာကြောင့်ဖြစ်ပါတယ်။မနောဟာပါချုပ်ဆရာတော်ဘုရားကြီးနဲ့တွေ့ဆုံပြီးနောက်မှာတော့စိတ်ရဲ့ငြိမ်းချမ်းမှုအစစ်မှန်ကိုရှာဖွေတွေ့ရှိသွားခဲ့တာဖြစ်ပြီးနုပညာလောကမှာအောင်မြင်မှုတွေစီးပွားရေးတွေခိုင်မာနေပေမဲ့အဲ့ဒီအရာတွေထက်သာသနာပေါင်းမှာကြင်ကြံအားထုတ်ရတာပိုပြီးစိတ်ဝင်စားလာခဲ့တဲ့ဖြစ်ပါတယ်။သူဟာအခုဆိုရင်ရှိုးပွဲတွေကိုလည်းလောဝကိုတခြင်းမဆိုတော့ပဲရှားသက်ပံနာလာရပြီးဖြစ်ကြောင်းနဲ့နောက်တစ်ချိန်မှာသာသနာပေါင်းကိုအပြီးပန်ဝင်ဖို့ဆုံးဖြတ်ထားလည်းဖြစ်ပါတယ်။လက်ရှိမှာတော့သားသမီးတွေလမ်းကြောင်းတစ်ခုပေါ်ရောက်ရှိဖို့စောင့်ဆိုင်နေတာဖြစ်ပြီးအခြေအနေပေးတာနဲ့ရာသက်ပံရဟန်းဝတ်တော်မှာဖြစ်ပါတယ်။ကိုဗစ်ကာလနောက်ပိုင်းကတည်းကပွဲတွေမဆိုတော့ပဲဖုန်ကြီးကျောင်းတွေမှာဝေယဝိစာတွေလောက်တာတွေအလူချမ်းတွေလောက်တာနဲ့ပဲအချိန်ကုန်ဆုံးနေတာကိုတွေ့ရပြီးငွေကြေးတနာတဲ့ကုသိုလ်ရေးကိုပို့ပြီးဦးစားပေးလာတာကိုတွေ့ရပါတယ်။အနုပညာလောကမှာအလွန်ကိုအောင်မြင်ခဲ့တဲ့ဦးကျော်ဟဲတင်မောင်ထွန်းစားတဲ့ပုဂ္ဂိုလ်ကြီးတွေဟာလည်းတသနာဘောင်ဝင်သွားတာကိုလည်းသူကအတူယူလေးစားတာကိုတွေ့ရတာဖြစ်ပါတယ်။မနောဟာဆိုလို့ရှိရင်လောကီစီစဉ်တွေကြော်ကြားမှုတွေကိုဆွန့်လွတ်ပြီးတသနာပေါင်းမှာအေးအေးချမ်းချမ်းနေထိုင်သွားဖို့အတွက်အဆိုတော်ဘွားကိုအပြီးတိုင်းဆွန့်လွတ်ဖို့ဆုံးဖြတ်လိုက်တာပဲဖြစ်ကြောင်းသိရှိရပါတယ်။